ဟုတ်ပြီခုတော့ဈေးဝယ်ပြီးတော့ပြန်လာပြီပေါ့နော်ဒါတွေအကုန်လုံးကိုကျွန်တော်ပတ်စံတစ်ပြားတစ်ချက်မှမသုံးရနဲ့ရတယ်ဆိုယုံပါလားโอเคအဲ့ဆိုရင်မယုံရင်တော့ဆက်ကြည့်ပါနော်ယုံရင်လည်းဆက်ကြည့်ပါနော်ဟုတ်ပြီအခုကျွန်တော်ဝယ်လာတဲ့ပစ္စည်းတန်ဖိုးကတော့ပစ္စည်းကတော့ကျမိုင်းနဲ့ညီညွတ်တဲ့အစားအစာကြီးပေါ့နော်ပစ္စည်းတန်ဖိုးကတော့ဒီမှာစင်ကာပူဒေါ်လာ20ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဘယ်ရောက်ဝယ်လာလဲဆိုတော့ဒါ NUT level ကနေပြီးတော့ဝယ်လာတာဖြစ်ပါတယ်ပါတယ်အားလုံးပါတယ်အင်ဂျင်ပါတယ်ဆက်ဥပါတယ်EUC ပါတယ်ပေါ့နော်ဒါကျွန်တော်ဝယ်လာတာဖြစ်ပါတယ်အားလုံးပေါင်းဒီကတန်ဖိုးကတော့20ဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်အဓိကဒီဟာတွေဝယ်တဲ့ဟာကိုပြောချင်တာမဟုတ်ပါဘူးကျွန်တော်ဝယ်များချင်တာကတော့ဒီဟာတွေအကုန်လုံးကိုဘာနဲ့ဝယ်နေလဲပတ်စံဘယ်လို free အောင်လုပ်ခဲ့လဲဆိုတာလေးပြောချင်ပါတယ်တော့ကျွန်တော်ကပုံမှန်ဆိုတော့ space စီးတယ်ပေါ့နော် space စီးတဲ့အခါမှာကျွန်တော်က space စီးရင်ပတ်စံရမလားဆိုတဲ့ဟာကိုကျွန်တော်လိုက်ရှာဖွေပါတယ်ပေါ့နော်ရှာဖွေတော့မရှိဘူး space စီးပြီးတော့ပတ်စံရတဲ့ဟာကိုကျွန်တော်မတွေ့ရှိဘူးဒါပေမဲ့လို့ကျမ်းမာရေးလိုက်စားခြင်းတနည်းအားဖြင့်တော့လမ်းလျှောက်ရင်ပေါ့နော်လမ်းလျှောက်ရင်သူ point ကိုပြီးပြီးတော့ point system နဲ့ပြီးပြီးတော့သုံးတယ်ဆိုတာပတ်စံပြီးရင် point ကိုစုပြီးတော့ point ကိုစုပြီးတော့ပတ်စံပြန်ပြီးတော့ voucher ကိုရှင်းလို့ရတယ်ဆိုတော့ application တစ်ခုတွေ့ပါတယ်စင်ကာပူရဲ့ single head promotion လို့နော်ကနေပြီးတော့ head promotion book ပေါ့နော်ဆိုတော့အဲ့ကနေပြီးတော့ application နှစ်ခုကိုထုတ်ထားတာရှိပါတယ်တစ်ခုကတော့ဒီ head 365ပေါ့နော် head 365ဆိုတဲ့ကျန်းမာရေးနဲ့ဆိုင်တဲ့ဒီခုန book ကနေထုတ်တဲ့ application ပေါ့နော်ဒါကတော့ Android မှာလည်းရှိတယ်လို့ Apple မှာလည်း download လုပ်ပြီးတော့အဲ့မှာ voice system တွေကိုလေ့လာပြီးတော့ကိုယ်ဘယ်လိုလုပ်ရလဲဆိုတာကိုလေ့လာလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီခုန head promotion book နဲ့ Apple နဲ့ပေါ့နော် Apple ပေါ့နော်ဒီ Apple နဲ့ပူးပေါင်းပြီးတော့ထုတ်ထားတဲ့ Lumi Head ဆိုတဲ့ application ကလည်းအတူတူပါပဲသူတို့နှစ်ခုကဒီဟာကနေပြီးတော့ point ရပြီးဒီကနေပတ်စံသုံးနေဆိုရင်ဒီနောက်တစ်ခုသုံးလို့မရအောင်နောက်တစ်ခုကနေပြီးတော့ပတ်စံသုံးတာလည်းဒီတစ်ခုသုံးလို့မရအောင်အခုကျွန်တော်သုံးတာကတော့ Lumi Head ပေါ့နော် Lumi Head ကနေပြီးတော့Lumi Head မှာတော့3မှုလောက်ရှိတာပေါ့နော်ဒီ point ကို collect လုပ်တဲ့ဟာပေါ့နော်မနေ့နိုးလာပြီဆိုရင်တနေ့ရဲ့အစာမှာသူကဖွင့်ကြည့် application လေးဖွင့်လိုက်ရင်နေလိုက်ရင်နဲ့ဆိုရင်ဗာလေးသူခေါင်းစဉ်လေးကိုစားလေးဖတ်လိုက်ဖတ်လိုက်ရင်ဆိုရင်ဖတ်ပြီးတော့နှိပ်လိုက်ရင် point ပေးတယ်ပြီးတော့နောက်တစ်ခုကတော့ဒီလမ်းလျှောက်တာပေါ့နော်လမ်းလျှောက်ရင်ဒီ Apple Watch ကနေပြီးတော့ကောင်းတဲ့ health ကိုသွားချိတ်ထားတယ်အဲ့ဒါ ring တစ်ဖက်လေးပြီးသွားတယ်ဆိုရင်အဲ့ဒါလေး point ပေးတယ်ပြီးတော့ဂျားမှာလည်းသူလုတ်တဲ့ဟွာလေးတွေရှိတယ်ပေါ့နော် campaign လေးတွေရှိအဲ့ဒါလေးကိုလိုက်လုပ်ပေါ့နော်အဲ့ဒါဆိုလည်း point ပေးတယ်ဆိုတော့ဒီကျွန်တော်တို့အတွက်ကတော့လမ်းလျှောက်တာကတစ်နေ့ကို1000သူက1000ဆိုတာကကျွန်တော်တို့အတွက် easy ပါပဲဘာလို့လဲဆိုတော့ကျွန်တော်အလုပ်လုပ်တာလည်းရှိတယ်ရှောက်သွားတာလည်းရှိရညအိမ်ပြန်လာလေ့ကျင့်ရလုပ်တာလည်းရှိတဲ့အခါကျကျွန်တော်တို့ကတော့အမြဲတမ်းတစ်နေ့ကို1000 2000တော့အနည်းဆုံးအောက်ထစ်ပြဆိုတဲ့အခါမှာဒီ point တွေကျွန်တော်တို့ရဲ့လွယ်လွယ်ကူရတာဖြစ်တယ်အခုဆိုရင်ကျွန်တော်ဒီ point သူက point 2000ကို10ကလိန်းလို့ရတယ်3000ကို20ကလိန်းလို့ရတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်မှာအခုရှိပြီးခဲ့တဲ့မနေ့ကတည်းကရှိတာကတော့9100 point ရှိတယ်9100 point ဆိုတော့3000နဲ့ဖြတ်တော့10နဲ့ဖြတ်နဲ့20ဘိုးဝယ်လို့ရတယ်ကြံတဲ့ဟာတော့9100 6000လို့လဲတော့1100ကတော့ကျွန်တော်ကလင်းလို့မရဘူးဆက်ပြီးတော့ collect လုပ်ပြီးတော့ဆက်ပြီးတော့သုံးသွားမှာဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့လူမျိုးဒီကျမကြီးနေလိုက်စားတဲ့လူတွေအနေနဲ့ပေါ့နော်ဒီစင်ကာပူဆိုရနေပြီးတော့ဒါမျိုးကိုကျမကြီးလိုက်စားအောင်သူတို့အနေနဲ့ health promotion တွေလုပ်ထားတဲ့ program တွေရှိပါတယ်ဒါတွေကိုအပန်းမကြည့်ပါဘူးเนาะဖုန်းထဲမှာ download လုပ်ပြီးတော့ဒီလိုခုနပြောတဲ့ Health 365ပဲဖြစ်ဖြစ်ဒီ Lumi Head ပဲဖြစ်ဖြစ်ပေါ့နော်ဒါလေးကို install လုပ်ပြီးတော့သူ့ရဲ့ instruction လေးတိုင်းလုပ်ရင်ကျွန်တော်လိုမျိုး free စားလို့ရပါတယ်။ကျမရင်းနဲ့မျိုးတဲ့အစားအစာတွေစားလို့ရပါတယ်။နွားနိုးတွေတောက်လို့ရပါတယ်။ဟုတ်ကဲ့အခုအဆုံးထိကြည့်ပေးတဲ့ကျေးဇူးပါကျွန်တော်ဗီဒီယိုလေးကအသုံးဝင်နေဆိုရင်လည်း like and subscribe လေးလုပ်ပေးပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်။ကဲအခုတော့ကျွန်တော်စားပါအောင်မယ်ပမာဗီဒီယိုပေါ့နော်ပမာဗီဒီယိုပေါ့ချက်ပေါ်တော့စားတယ်စားတယ်ဒီမှာအားလုံးတော့ပြီးမှတောင်းရနော်ဟုတ်တယ်တော့စားပါအောင်စားပါအောင်မျိုးလို့ကျေးဇူးတင်ပါတယ်နော်ပရိစားအောင်နော်ကျမလည်းလိုက်စားတယ်ပတ်စံလည်းမကုန်ဘူးအလကားလည်းစားကျေးဇူးပါ